ဒီမှာပါစကားလေးတွေပါဒါဆိုရင် dryer လေးပေါ့နော် dryer လေးတိတိလေး dryer လေးပြီးဒါဘာခေါ်လဲကြက်ဥဒါလေးကြက်ဥဟုတ်ဘူးကင်မရာကျမတော့မသိပါဘူးလာတယ်လေးပဲတည်တယ်ဒီမှာလူရှင်ပူတွေလားမသိဘူးဒီလေးနေရလားဘာလေးလဲမသိဘူးကြိုက်တဲ့စတိကာလေးရှိနေကြမယ်နော်သူဟာဒီထောင်းနေလို့ချောင်းကြည့်နေပါတယ်ဒီမှာဘာလို့လဲမသိဘူးဘောနဲ့ကြည့်ဒါကဲရောဘလို့ဘယ်နဲ့ကဲရောဒီမှာ review တာကြောင်ရုပ်ကလေးဒီမှာကြောင်ချီရလေးဒါဘေဘီလေးရွေးတာဘေဘီလေးကအရန်ဝယ်တက်တာပဲစတစ်ကာလေးမမေထက်တာဝယ်တက်သေးတယ်ဒါတော့ရမမေတမီးလေးကြာမနောက်တစ်ခုဒါကကလေးသပင်စီးလေးတွေပါသပင်စီးလေးဒီမှာတမီးလေးကဘာလုံးကြီးလဲသိလားသူ့တဲ့ brand ကိုပေးထားတဲ့အရှုပ်ကလေးကိုကဲပြီးကြမယ်နော်ဒါလည်း baby လေးရွေးတာသူတအားဝယ်တက်တယ်ထောက်ပြမယ်ခဏလေးတာဒါဒီမှာမြေရုပ်ကလေးပါစစ်စရာဒီမှာလဲဒါလေးကနောက်တစ်ခုကလေးနဲ့ပဲလိုက်တာနော်ဒီမလိုက်ပါဘူးရှင်ကျမတို့တက်လေးစိတ်လေးနဲ့မလိုက်ပါဘူးကလေးပတ်ပါဒါတော့တစ်ခါလေးပစ္စည်းပြတ်သွားတဲ့ဟာပစ္စည်းပြတ်သွားလို့အယောင်လေးတွေတွေ့ရုံချစ်စရာလေဒီအယောင်လေးတွေကပူစမ်းတယ်ဒါကတော့ဖြူတိုက်တယ်ပြီးတော့နောက်ပြီးတော့ဒီမှာပြမယ်နောက်ပြီး